မင်္ဂလာပါငလျင်လို့ပြီဆိုလို့ချင်းကျွန်တော်တို့ဖုန်းထဲကနေပြီးတော့ automatically အသိပေးပါတယ်ကျွန်တော်တို့တတိမထားမိလို့ဒါနော်အဲ့ဒါကိုဘယ်လိုဖွင့်ရတယ်လဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ကြည့်ပေးကြပါပထမဆုံးအနေနဲ့ကျွန်တော်တို့ setting ကိုသွားလိုက်ပါပြီးလို့ရှိရင် safety and emergency ကိုထောက်လိုက်ပါပြီးရင်တော့ earthquake alerts ကိုထောက်လိုက်ပါပြီးလို့ရှိရင်ဒီနေရာမှာearthquake alerts ကကျွန်တော်မှာပွင့်တော့ပွင့်နေတယ်ဒါပေမဲ့လေမှာအနေရောင်နဲ့အလုပ်မလုပ်ဘူးဆိုတာပြထားရနော် earthquake alerts isn't available you're offline ကျွန်တော်သူ့ရဲ့အားနည်းချက်က line ကိုဖွင့်ထားရမှာမယ်အဲဆိုလို့ရှိရင် go to setting ကျွန်တော် wifi နဲ့သွင်းလိုက်ပါမယ်ကျွန်တော် wifi ဖွင့်ထားတယ်နော်ခဏလေးစောင့်ပေးပါ okay wifi ရလိုက်ပြီဆိုလို့ရှိရင်โอเคဒီမှာကြည့်ခုနစတဲ့အနေလေးကပျောက်သွားပါပြီတကယ်လို့ဒီငလျင်လုတ်ပြီဆိုလို့ရှိရင်ဒါအသိပေးမယ်โอเคဘယ်လိုအသိပေးမလဲဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကိုဆင်ကြည့်မယ်ခုနအတန်ကိုမှတ်ထားပါကျွန်တော်တို့ငလျင်ဖြစ်ပြီဆိုလို့ရှိရင်အဲ့လိုအတန်နဲ့တတိပေးမှာဖြစ်ပါတယ်နော်ဖုန်းတိုင်းလိုမှာဖုန်းတိုင်းမှာပါပါတယ်ဖုန်းတိုင်းလိုမှာအိုက်တန်တန်တိပေးပါတာပါ25.6 မိုင်အဝေးကနေပြီးတော့အသိပေးမှဖြစ်ပါတယ်နောက်ထပ်ဆောင်ရန်ရှောင်းရန်လောင်းโอเคဒီနေရာမှာโอเคဒီကေတန်းဟိုဟာငလျင်လောက်လာပြီဆိုလို့ရှိရင်ဘယ်လိုနေရမယ်ဘယ်လိုရှောင်းရမယ်နော်အဲ့ဒါတွေအကုန်သူကရှင်းပြထားပါတယ်အဲ့ဒါတွေကြည့်လို့ဟိုအဆင်မပြေဘူးဆိုလို့ရှိရင်နောက်ထပ်အမှဒီဗီဒီယိုတွေလည်းပါပါတယ်အမှအများကြီးရှိပါတယ်မြင်ရကြားရတဲ့သတင်းတွေကတော့မှစိတ်မကောင်းဖြစ်ရပါတယ်အလုံးဂရုစိုက်ကြပါဒီလိုလေးဖွင့်ထားပါနော်ဖုန်းထဲမှာဒီလိုဖွင့်ပြီဆိုလို့ရှိရင်ဒီကနေ့နောက်ထပ်ကျွန်တော်တို့ပြောလို့မရဘူးပေါ့လေကျွန်တော်တို့ငလျင်စုံမှာမဟုတ်တဲ့အတွက်ကြောင့်မို့တတိမထမိလို့တာအခုဆိုလို့ရှိရင်ဒီလိုဖွင့်လိုက်လို့ရှိရင်အဆင်ပြေပါတယ်သူရဲ့အားနည်းချက်တစ်ခုကတော့ကျွန်တော်တို့ဖုန်းထဲကအင်တာနက်ကိုဖွင့်ထားရမှာဖြစ်ပါတယ်